ချိန်နာရီတွေကိုရပ်တန်းလို့မရဘူးနောက်ဆုံးလို့မရဘူးတနေ့နေ့တော့ကုန်ဆုံးမယ်ချိန်ရှိတော့စဉ်းစားွယ်လွန်လာစွန်မင်းရွေးချယ်အချိန်တွေနှောင်းသွားခဲ့ရင်တော့နောက်ထပ်ပြန်မရနိုင်ပါလေဟုံကိုဆန်ကပြန်ဝဲနေတဲ့ဖြူရောင်လေးနဲ့မုံမြင့်ထက်ကရဲ့ငယ်လေးရဲ့တောင်လေးညောင်းလုံးမသွားခင်အကိုင်းကတခုတော့နာခိုအချိန်တွေနှောင်းသွားခဲ့ရင်တော့နောက်ထပ်ပြန်မရနိုင်ပါမသေးချဘူးမနဲ့ဖြတ်အတွက်စိတ်ချရလားစဉ်းစားကြည့်ပါကွယ်အချိန်လုံးမနောင်နာတွေရပြန်လဲဖို့အတွက်မဖြစ်နိုင်တော့အချိန်ရှိတော့မှစဉ်းစားပါကွယ်မင်းဘဝအတွက်ချိန်နာရီတွေကိုရပ်တန်းလို့မရဘူးဖန်ဆုံးလို့မရဘူးတနေ့ပြီးတနေ့ကုန်ဆုံးမယ်ကြုံမြင်တော့တော့ကားတွေဒုက္ခတွေတိမ်များလို့နေချိန်တွေနှောင်းမသွားခင်လေနှလုံးသားကိုပြူပြင်းပါလေဟုံကိုဆန်ငါပြန်ဝဲနေတဲ့ဖြူရောင်လေးနဲ့မုံမြင့်ထက်ကငယ်ငယ်လေးရဲ့အတောင်လေးညောင်းလုံးမသွားခင်အကိုင်းကတခုတော့နာခိုအချိန်တွေနှောင်းသွားခဲ့ရင်တော့နောက်ထပ်ပြန်မရနိုင်ပါမသေးချဘူးမနဲ့ဖြတ်အတွက်စိတ်ချရလားစဉ်းစားကြည့်ပါကွယ်အချိန်လုံးမနောင်နာတွေရပြန်လဲဖို့အတွက်မဖြစ်နိုင်တော့ချိန်ရှိတော့မှဆုံးဖြတ်ပါကွယ်မင်းဘဝအတွက်မသေးချဘူးမနဲ့ဖြတ်အတွက်စိတ်ချရလားစဉ်းစားကြည့်ပါကွယ်အချိန်လုံးမနောင်နာတွေနဲ့ပြန်လဲဖို့အတွက်မဖြစ်နိုင်တော့ချိန်ရှိတော့မှစဉ်းစား